โควิดกันนะกาลากาไอ้เพิ่นหาพี่เด้ဘာလို့ဆိုဟိုမှာတောင်ပေါ်ဒီကုန်ပစ္စည်းမရှိဘူးလေကုန်ဒီကားကြီးပိတ်လိုက်မယ်ဆိုကုန်ကြီးပြတ်သွားမှာလေအဲဒါကြောင့်ဖွင့်ထားပြီးတယ်ဖွင့်ထားပြီလူတော့မတင်ဘူးကုန်ပဲတင်ပြီးရပေါ့တင်လို့မရသေးဘူးသူတို့မိုင်းရှူမှာပိတ်ထားတဲ့လူတွေတင်လို့မရဘူးကုန်ကမိုင်းရှူမိုင်းနောင်အဲ့မှာလမ်းတောက်လျှောက်ပေါ့လဲချားရယ်မိုင်းနောင်ရယ်အဲ့နောက် one saw လို့ one high လို့လေနောက်ပြီးမိုင်းရှူတောင်ပေါ်တောင်အောက်အဲ့ပါကုန်တယ်ကြလည်းတောင်းဆိုတာပေါ့ဒီမှာကုန်ကြောင်ဖို့မရှိဘူးစားဖို့တောက်ဖို့ပါပြစ်ဘူးဟိုလုပ်ပြီးဆိုပြီးတော့တောင်းဆိုလို့ကားလွတ်ပေးရပေါ့အရင်နဲ့ကုန်စည်ကနည်းနည်းလေးပို့ဆိုတာပေါ့လူမတင်ရတော့ကားတွေကလည်းအခက်ခဲရှိရတယ်ပြန်လာဆိုရင်လေအခက်ရှိကုန်တွေကနည်းနည်းလေးဈေးပြီးပို့ပြီးတော့တင်ပြရတာပေါ့ driver တွေကတော့အခက်ခဲတော့နည်းနည်းတော့ညီးရပေါ့အရက်လို့မကြိုက်ဘူးဒါပေမဲ့စီစီကနည်းနည်းကြာနေတော့ဂိတ်ကနေလည်းတောင်းဆိုထားတာပေါ့ထွက်ပေးပါပေါ့တကယ်လို့ဟိုဖြစ်တဲ့လူတွေထွက်ပေးပါဆိုတောင်းဆိုတော့သူတို့ကထွက်ပေးတယ်ကားဆရာတွက်လောက်ရှိတယ်တွက်လောက်ဆွဲတယ်တွက်ကတော့သူတို့လည်းသူတို့မိသားစုစားဖို့အခက်ခဲရှိရလေအဲကြောင့်သူတို့လည်းထွက်ကြတယ်လေနောက်ဂိတ်ကလည်းသူတို့အခက်ခဲတွေပေါ့ကုန်တဲ့အခက်ခဲကားဆရာအခက်ခဲတွေပြေလဲအောင်ကားလွတ်ပေးရပေါ့ကုန်တယ်လေအားလုံးဆင်ပြေအောင်ပေါ့ခုလို့ဆိုတော့ကျွန်တော်ကိတ်တရားဝင်တော့မဖွင့်သေးဘူးပေါ့နော်ဒါပေမဲ့နားလည်မှုနဲ့ကျွန်တော်ကအဓိကတော့ဟာကုံစိမ်းရင်စားတော့ကုံပဲပေါ့အဲ့ဒါကိုလိုအပ်ချက်အရာမလို့နည်းနည်းလေးအဲ့ဒါပေါ့ကားတစ်စီးတော့ဆင်းပေးတယ်မန္တလေးရယ်နေပြီးတော့ရယ်ရန်ကုန်ပေါ့နော်ဂျန်နဲ့ဆိုတော့တီကြတမထားတော့မရှိသေးဘူးခိတယ်တော့ရောင်းလို့တော့မရသေးဘူးပေါ့ခိတယ်တော့မတင်သေးဟုတ်တယ်အောင်ဒါပေမဲ့ပြီးတော့ပြန်သူတို့ကျမကြီးစစ်ဆက်ပါလာတဲ့အဖွဲ့တို့တာတော့တချီလေးတို့မိုင်းလာတို့နေပြန်လာတဲ့ဒီနေချာပြန်လာတဲ့အဖွဲ့တွေကျတော့အမျိုးပေါ့ကျမကြီးစစ်ချက်လက်မပိုင်တော့ထောက်ခံစာပိုင်တော့ကျွန်တော်တင်သွားပေးလို့ရတယ်အောင်အပြီးတမထားတဲ့ဒီချမ်ပီယံဆိုရတမထားတဲ့ကားစီ45ရောက်စီးဆိုရင်21ရောက်22ရောက်အဲ့လိုပဲကျွန်တော်ကတင်ခွင့်ပြုတယ်အောင်မန်လေးရတော့ကုန်စီဖို့ဆောင်ကြီးဟောပေါ့ကန်တာနဲ့ပေါ့နေပြီးတော့လည်းအတိုင်းပါပဲဒါပေမဲ့ရန်ကုန်တော့ express နဲ့ပဲသွားတော့ပေါ့ရန်ကုန်တစီပဲသွားတာဂျန်နယ်ဆာမသွားသေးဘူးခိတဲ့တင်တော့ထောက်တော့နှစ်ခုတယောက်ပဲထိုင်ရမှာပေါ့မကလို့ဆိုတော့9ယောက်ပဲတင်9ယောက်လိုပဲအများဆုံးတင်ရန်ကုန်တိုင်းတမတ်ထားတော့သူ9ယောက်လို့အဲ့လိုပြောနေလို့ကျွန်တော်လည်းမရောင်းတော့ခုနကတချို့လဲပါဆယ်လေးတွေဟောပေါ့ဒီချက်မကြီးနဲ့ပတ်သက်တဲ့မှတ်တို့ဟောပေါ့အဲ့လိုပေါ့အဲ့လောက်လေးပါပဲစေဝါပစ္စည်းတို့အဲ့လောက်လေးပါပဲသူတို့သူကတော့စီးပွားရေးနဲ့ပတ်သက်လို့တော့အချက်တော့နည်းနည်းရှိတယ်ဗောနော်ကျွန်တော် line မထွက်ရင်တော့ driver ဆိုပြရတို့ကျွန်တော်ဒီကေဦးမီကိုတဲ့ဟောပေါ့အများကြီးဗောနော်ပုံနာမိသားစုတွေရှိတယ် driver ဆိုပြရမိသားစုတွေအများကြီးရှိတယ်ဗောနော်ပြည်ရှင်တော့မြန်ဖွင့်နိုင်တော့ကောင်းတယ်ဗောနော်ဒါပေမဲ့အခြေအနေကဘယ်လိုလာအောင်လဲမသိသေးဘူးလीနော်အဲ့ဆိုတော့ driver ဆိုပြရတယ်အားလုံးအဝန်ထမ်းတယ်ဗောအားလုံးကျွန်တော်ကိတ်မဟုတ်ပါဘူးကျန်တဲ့ကိတ်အားလုံးဗောနော်မထွက်ရတော့သူတို့မှလည်းနည်းနည်းအခက်ခဲတွေအများကြီးရှိတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကိတ်နေဆိုတော့သူတို့မိသားစုကျွန်တော်ကတတ်နိုင်တဲ့ဘိုင်းတော့ကျွန်တော်ကူညီပေးထားတယ်တော့ရှိတယ်ဗောနော်အဲ့လိုဗောဟုတ်